မင်္ဂလာပါဒီနေ့မှာတော့မန္တလေးရဲ့ရောက်နေတော့မှမန္တလေးမှာရှိရဲ့အရသာရှိရဲ့ဆက်စာရေးသက်ဆောင်မှာဖြစ်ပါတယ်အဲ့ဒီအရသာရှိရဲ့ဆက်စာရေးတွေကမှမန္တလေးခိုတော်မုတ်တီကလည်းမဖြစ်မနေစားမယ်စကနေချပါနော်အဲ့တော့မဝင်းမာရဲ့ခိုတော်မုတ်တီလေးစားခဲ့ပါတယ်နေ့လည်စာကိုတော့မင်္ဂလာပါမှာပဲငပိရီတိုးစရာအစုံနဲ့ special စားခဲ့ပါတယ်ခင်ဗျာရန်ကုန်ပြန်ရောက်တော့မနဲ့ဝေလီဖြစ်နေပါပြီအေဘေရောက်ချင်းမှာတော့အကုန်လုံးဩဇာသီးရောင်ပြောစရာရှိရပြောဆိုလဲပြီးရောကျွန်တော်ချစ်ရတဲ့ခွေးလေးတွေကိုတွားကြည့်ခဲ့ပါတယ်ဒီကလေးတွေကကြတော့ကျွန်တော်တို့နဲ့အရင်တော့တအိမ်ထဲမှာတူနေကြတာပေါ့နော်ကျွန်တော်တို့ကအဲကုန်းဖွင့်တယ်ဆိုသူတို့ကလည်းအဲကုန်းလေးနဲ့နေကြတာဆိုတော့အကျင့်ပါနေလို့သူတို့အိမ်လေးတွေကိုလည်းအခုလိုခွဲထားတဲ့အချိန်မှာအဲကုန်းတက်ထားပေးရပါသေးတယ်ခင်ဗျာလူတွေမဟုတ်ဘူးနော်သူတို့လေးတွေကလည်းစိန်ခံတတ်ပါတယ်အဲကုန်းကအမြင့်ဆုံးကြီးလောက်ထားပြီးအရင်အေးနေလို့အေးလေးသွားလျှော့ပေးတာပေါ့နော်ကဲချစ်စရာလေးနော်အမှကြည့်ပါအောင်ဒီဘက်နှစ်ကောင်နဲ့ဟိုဘက်သုံးကောင်မတည့်လို့အဲ့လိုခွဲထားတာပါခင်ဗျာကျွန်တော်ကဘန်ကောက်ကိုပြန်ရတော့မှဆိုတော့စကားအရင်များတဲ့ကျွန်တော်အိမ်မှာမရှိရင်ဒီအဲကန်ကြီးကလည်းတိတ်ဆိတ်နေမှသိကြပါရဲ့နော်ကဲဒီနေ့ကတော့အဖေရဲ့ဆေးရုံရဲ့ချိန်လေးလည်းပြန်ပြရမှာဖြစ်တဲ့အတွက်ကြောင့်ဆရာကြီးဒေါက်တာငွေစင်သူကနေပြီးတော့မှကန်တရာဆေးရုံမှာချိန်ထားလို့ကန်တရာမှာပြခဲ့ပါသေးတယ်ခင်ဗျာတရင်ကောင်းကတော့အဖေရဲ့ခွဲစိတ်မှုကလည်းအောင်မြင်ပြီးတော့နှလုံးကတော်တော်လေးတိုးတက်ကောင်းမွန်လာတယ်လို့ပြောပါတယ်အဖေအတွက်စိတ်ချရပြီဆိုတော့အမေအတွက်ကိုလည်းပဲစိတ်ချရအောင်လို့ medical check လုပ်ခဲ့ပါတယ်အမေကတော့နှလုံးကျန်းမာရေးကောင်းနေဆိုတော့တော်တော်လေးရင်အေးရပါတယ်ခင်ဗျာဒီဘန်ကောက်ကိုပြန်ရမှာဆိုတော့လှုပ်ရှားတွေကအရင်များပါတယ်ကျွန်တော်အမရဲ့ Grand Bay ဖုန်းဆိုင်တစ်ဖွင့်ပွဲကိုလည်းတွားရောက်တက်ခဲ့ပါသေးတယ်ခင်ဗျာမင်္ဂလာတော်ဘက်ရောက်ရင်လည်းအားပေးနိုင်ပါတယ်ပြီးတော့ဖျားသွားကုသိုလ်ယူဖို့ခင်ဗျာကျွန်တော်အိမ်မှာသစင်ပန်းလေးပွင့်နေဆိုလို့လည်းအမတ်တရရိုက်ခဲ့ပါသေးရဲ့နော်သစင်ပန်းတွေကလည်းပိန်လီနေမြဲလေလေကိုယ့်အိမ်မှာပွင့်တဲ့ပန်းလေးမှလားမသိဘူးအရင်တန်ဖိုးထားပြီးအရင်ပျော်သွားပါတယ်အမတက်ခွာပန်းလေးလည်းပွင့်နေရပါတော့ပြန်ကန်ကြီးဆိုတော့ချစ်ရတဲ့ခွေးလေးကိုလည်းအချိန်ပေးပြီးတော့သူတို့နဲ့တူဆော့ပေးရပါတော့အိမ်မှာရှိတဲ့ကျွန်တော်အဖေအမေနဲ့ညီညီမတွေကလည်းမကအောင်တော့ဒီခွေးလေးတွေကပါကျွန်တော်ပေါ်ကိုလေတန်ရုံးစင်ရှိတယ်ကျွန်တော်ပြန်တော့မှတီးလို့လာမသိဘူးကျွန်တော်နားမှာအရင်ကပ်ပြီးတော့လာဆော့တာအမှကြည့်ပါအောင်အဲ့ဒါအားလေဒါသူကကျွန်တော်ရဲ့အချစ်အဆုံးလေးဖြစ်ပါတယ်အမေအောင်လေးမလို့ပါညနေစာတော့အမေထူး special ချက်ထားတဲ့ပြည်ကော်ရည်လေးစားခဲ့ပါတယ်ခင်ဗျာပြည်ကော်ရည်ကလေဘယ်မျိုးကချက်တဲ့ကော်ရည်နဲ့မှမတူဘဲနဲ့အရန်စားလို့ကောင်းပါတယ်ခင်ဗျာကျွန်တော်ရဲ့ blog ထဲမှာလည်းမကြာခဏပြည်ကော်ရည်ချက်တာလေးတင်ပေးဘူးလို့ပြည်ကော်ရည်စားခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ blog လေးပြန်ကြည့်ပြီးတော့ချက်စားပါလို့အကြံပေးပြရသေးနော်ကျွန်တော်ကတော့အရန်ကြိုက်လို့3ပွဲတိစားခဲ့ပါတယ်ခင်ဗျာကြည့်ပါအောင်နော်ဘယ်လောက်စားခြင်းစရာကောင်းလဲလို့ကဲကော်ရည်ခေါက်ဆွဲလဲစားပြီဆိုတော့မိသားစုကြော်ပွဲလုပ်ပါမယ်ဒီမိသားစုကြော်ပွဲလေးကကြတော့ကျွန်တော်တို့အဖိုးဖွားလက်ထက်ကလေးကနေစပြီးတော့အသက်အရွယ်ကြီးစင်ကန်လိုက်ကြော့ပြီးတော့ဘိုးတွေအပြန်လန်ပေးပြီးတော့ပျော်ရွှင်ဖြစ်တန်းခဲ့ပြီးတော့လက်ဆင့်ကမ်းခဲ့တဲ့မိသားစုကြော်ပွဲလေးဖြစ်ပါတယ်ခင်ဗျာတချို့မိသားစုတွေမှာလည်းအဲ့လိုမိသားစုကြော်ပွဲလေးရှိမယ်လို့ကျွန်တော်ထင်ပါတယ်ရန်ကုန်ကတော့ထုံးစံအတိုင်းမီးပြတ်နေလို့ကျွန်တော်လည်းအမှမဲတူးနေပါတယ်အားလုံးလည်းမဲနေရလေးတော့ဖြည့်ဆွက်ပြီးတော့ကြည့်ပေးပါအောင်နော်ကဲကြောခံပုဂ္ဂိုလ်နေရာရောက်နေပြီကြောခံပုဂ္ဂိုလ်ကျွန်တော်လည်းပဲညီညီမရဲ့ကြောတာကိုလက်ခံပြီးတော့မိုးတွေပေးပြီးတော့ပြန်มาတော့မယ်ခင်ဗျာကျွန်တော်ရဲ့ထုံးစံအတိုင်းလေတစ်ခါလေငွေဆင်းတော့မယ်ဆိုလို့ရှိရင်လေလုံးစရာတွေကများပြီးကြပြားကြရတဲ့သွားတော့လေအမြဲနောက်ကြပါတယ်ခင်ဗျာကဲလေရင်ရတော့စတတ်ပါပြီအိမ်ကိုပဲလွမ်းတယ်လို့ဟိုလွမ်းတယ်လို့ဒီလွမ်းတယ်လို့နဲ့တရေတမောအိတ်လိုက်ပါတယ်ကျွန်တော်လည်းအိယာနိုဘန်ကောက်လည်းရောက်ပါပြီဘန်ကောက်ကိုရောက်ပြီဆိုတော့ blog တစ်တွေရောက်ဖို့အတွက်အားမွေးလိုက်ပါအောင်မယ်ခင်ဗျာအားလုံးပဲတက်တာပါနောက်တစ် blog တွေမှာပြန်လည်ဆုံတွေ့ပါအောင်မယ်ခင်ဗျာ